တနကြီးကြောင်းဒီဘက်ငါပဲမလဲနဲ့ဘာဖြစ်လာလဲကွာဘယ်ဘာလို့အိမ်နိုင်တာတော့အိမ်လိုက်တာမှမဟုတ်တာကွာမင်းကလေဘာမှမသိပဲနဲ့မအိမ်လိုက်တာမဟုတ်တချင်းစုံနေတာပြောင်းလင်းပြောင်းစားမလို့နဲ့မင်းအိမ်လိုက်တာငါမြင်တာမင်းကွာမင်းကင်းမှုတာတွေ့လို့တော့မင်းကတော့ကွာတာကြောင်မယ်နော်မင်းရောဘာလဲတချင်းစုံနေတာငါတချင်းကိုမျက်လုံးမိတ်ပြီးတော့ကောင်းကောင်းလေးစုံနေတာဟာတချင်းစုံချင်းမင်းအော်ဆိုပေါ့မင်းဘာလို့အိမ်လိုက်ပြီးစုံတာတော့မင်းကကွာငါတချင်းကအဲ့လိုပါဇက်နဲ့ဖွင့်ပြီးတော့အော်ပြီးတော့ဆိုလို့ဆိုမှမဆိုတတ်တာအဲ့ဒါကြောင့်မျက်လုံးလေးမိတ်ပြီးတော့ကို့ဖေလင်းနဲ့ကိုတချင်းလေးတွေစိုးနေတာမင်းလောက်တယ်နဲ့စိုးအောင်မင်းကလေအော်မင်းကအတန်ထပ်ပြီးမဆိုတတ်ဘူးအတန်ထပ်ပြီးမှစိုးစားတာမဆိုတတ်ဘူးလားစိုးတတ်တာအော်ဗျာအဲ့ဒါကြတော့မင်းငါ့တဲ့ညံ့သွားပြီကွာမင်းကငါပြောရမယ်ဆိုရင်တော့မင်းကတချင်းမဆိုတတ်ဘူးဆိုတော့မင်းကငါတချင်းဆိုတတ်ဘူးဆိုတဲ့နေ့တွေငါသင်ပေးရမှာပေါ့ကွာအဲ့ဒီတန်ငါကြားဘူးလေဟင်းသလားထွင်းမရင်းလားတွန်းနေသိနေတာကွာတူနေသိနေတာတူနေသိနေတာလည်းပြောတယ်တွန်းနေသိနေရဲ့တချင်းများတဲ့မှာနော်မင်းကိုကောင်းလို့ရတည်တချင်းတစ်ပုတ်ဖြစ်တယ်ပရိယံဒဏ္ဏံပရဏံဘုရုတုဆိုတာဘာလဲပရိယံဒဏ္ဏံပရဏံဘုရုတုတုခိအဒဏ္ဏံပရိယံဒဏ္ဏံဆိုတဲ့တချင်းပရိယံဒဏ္ဏံအလုံးစိတ်ချမ်းမြေပါစီဆိုတဲ့ပေါ့နော်အဲ့ဒါဆိုရင်မင်းကိုတချင်းတပုတ်မင်းငါတင်ပေးမယ်ဆရာတင်တယ်ကွာအဲ့လိုမျိုးဖြစ်ရမှာပေါ့ငါလည်းအပြင်းပြေအောင်ငါလည်းဆူလို့ရအောင်ငါမင်းအတန်လေးနဲ့ငါလည်းတူအောင်လိုက်ဆူအဲ့ဒါဆိုရင်တို့ရဲ့ပြည်တော်စုသားတွေဖြစ်တဲ့အတိတရတွန်းနေသိနေဆိုတာနည်းနည်းထည့်တယ်ကွာထည့်လားတွန်းနေသိနေမှထည့်တယ်လေးစားချစ်ခင်မြန်လို့ရပါတော့ရွှေကျွဲပွက်လားရွှေပွဲကြွလားဘယ်နဲ့ရွှေကျွဲပွက်လားရွှေပွဲကြွလားမလို့တယ်ရွှေပွဲကြွလား everything ပေါင်းမင်္ဂလာပေါက်နဲ့ခဝေးညောက်ပါစေဆိုတဲ့အကြောင်းကျွန်တော်ရဲ့တည်တန်တာအဲ့ဒီထဲမှာမင်းကအကောင်းဆုံးဖြစ်တဲ့အတိတရားအညာတစ်ခုဆိုတဲ့တိလာလာတစ်ပုဒ်ကိုမင်းကငါရွေးထုတ်ပြီးတင်ပြမှာပေါ့တင်ပြပါဆရာရဲ့တင်ပြပါကျွန်တော်ဆရာတင်ပြမယ်ဆိုရင်ကျွန်တော်ဆရာအတန်တိုင်းကိုကျွန်တော်ကလိုက်ဆိုရမယ်နော်ဆရာရဲ့အခုတော့ရှိတာပေါ့ဆရာရဲ့မင်းအဲ့ဒါတွန်းနေသိနေပြီးသားလားဘာဖြစ်လို့လဲဆိုတော့မင်းကငါတင်ပေးတယ်ဆိုတော့မင်းကငါရဲ့တစ်ဖက်ဖြစ်သွားပြီပေါ့လို့ပါဆရာလို့အဲ့ဆိုရင်မင်းကငါအတိတရားညာတစ်ခုဆိုတဲ့တိလာလာတစ်ပုဒ်ကိုတင်ပြမယ်ဆရာရှိရနေဆိုပြမယ်တပည့်နောက်ကလိုက်ဆိုပေါ့နော်ဟုတ်ကဲ့ပါဆရာရဲ့ဟုတ်ကဲ့ခလန်းတဲ့တညညပေးတာကဆိုရှိတယ်စကြည့်စမ်းခလန်းတဲ့တညညပေးတာကပထမပိုက်ရပြီနော်ဟုတ်ကဲ့ပါဆရာဒုတိယပိုက်ကိုဆက်တင်မယ်ဆရာဒုတိယပိုက်ကစတာကာကြီးခခွေစကြည့်စမ်းပါဟုတ်ကဲ့ပါဆရာရဲ့ကာကြီးခခွေကိုအဲ့လောက်ဆွဲစရာမလိုဘူးအဲ့ဒါဆိုကျွန်တော်ပြောင်းဆိုကြည့်ရမှာလားဆရာအတန်နေတန်ထားမဟုတ်သေးဘူးအဲ့ဒါဆိုရင်ကာကြီးခခွေကိုအဲ့လောက်မဆောက်နဲ့ကိုအဲ့လောက်မဆောက်ပါနဲ့ကွာကိုအဲ့လောက်ဆောက်တော့မင်းတက်သွားမှာပေါ့ကွာအတန်တင်တက်မှာဆိုလို့အတန်တက်သွားမယ်ပြောင်းဆိုကြည့်ရမှာပေါ့မင်းကို तू ကပုံမှန်လေးဆိုရတယ်ကွာကာကြီးခခွေခွေအဲ့လောက်မတုံနဲ့အတန်နေရမ်းသွားမယ်ကွာဟုတ်ပါပြီဆရာရဲ့ကာကြီးခခွေကာကြီးခခွေမှန်သားပြီမင်းအတန်မှန်သားပြီအဲ့ဒါဆိုရင်မင်းကငါရှေ့ဆုံးကတင်ပေးတဲ့အတိုင်းပဲငါတင်အဆုံးထိမင်းဆိုကြည့်စမ်းကြင့်ထားနော်ကျင့်ထားပြီးတော့ငါပြန်လာတဲ့အချိန်မှာမင်းကိုငါလာစစ်မယ်ပါပြီပါပြီဒါပေမဲ့အဲ့ဆိုဆရာစိတ်ချမယ်နော်စိတ်ချပါဆရာရဲ့စိတ်ချပါပါဗျာတညညပြီးဒါကရွာကြောင်းစီပြင်းမြင်မီဟောဟေ့မင်းတော့တဲ့တောင်ထဲမှာကွာတဲ့နဲ့ဘာဖြစ်နေတာလို့တချင်းဆိုကြည့်နေတာကွာတချင်းဆိုကြည့်နေတာဟာတချင်းဆိုတယ်ဆိုတော့တဲ့တောင်ထဲမှာမင်းဒီတချင်းသွားဆိုလို့မင်းအဲ့ခိုင်သွားမှာဘောကွာအဲ့ဒါခဲအောင်တဲ့ကြီးအတိအညာတခုကောင်းနေပြီကွာတွန်းနေသိနေတချင်းခဲအောင်တဲ့စိုးနေနေမင်းအဲ့ခိုင်သွားမှာဘောအဲ့ဒါဆိုငါဘယ်ဆိုရမှာလဲတငယ်ချင်းတငယ်ချင်းဟောငါတော့ရောင်းလာပြီမနေနဲ့တော့ဒီကခင်မဟုတ်တော့ဘူးဘာခင်လဲကွမ်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 ဟောရှောငါစကားပြောကြည့်ဟေးတောင်တိတ်ပေါ်မှာမရတဲ့စုသူဒီရွေးနေအိုးဒီအိုးလုံးငါနေငါမရင်ဒီရင်ကောင်းဒီကောင်းမလေးငါ့ကိုကြည့်ရင်စားပြန်မေးထဲလာကြီးလား
ငါလည်းမမြူးမှာဘောကွာ ငါအဲလေးမထည့်ရတော့ အဲမတည့်အောင်အဲမပါတော့ဘူး ဟုတ်ဗျာ ဒီမသိတောင်တိတ်ပေါ်မှာဆိုချင် တောင်စိတ်ပေါ်မှာ ကွာ ဖယားတယ်စု ကွာ သူဒီရင်အိုး ကွာ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  အိုးဒီအိုးလုံးငန်း ကွာ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 ငါနေငါမင်းကွာ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  ရည်ဒီရင်ကောင်း ကွာ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  ကောင်းကောင်းပါလေ ကွာ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  ငါ့ကိုချစ်စားပြပေးကောင်းကောင်းကောင်းဟာကောင်းလေ ဟိုဘက်သွားလိုက်မယ်တမင်းချက်လိုက်မယ် အိမ်မကြိုက်တော့အိမ်မကြိုက်တော့ အပြန်လာခဲ့မယ်အတူတူဆုံးမယ် တောင်ထိပ်ပေါ်မှာ အဲတောင်တိတ်ပေါ်မှာကွ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 ာ အဲမထည့်တော့ အဲမတည့်အဲမတည့်ကွာ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  ဒီဒါဒါ အဲဟုတ်ပြီဒါနာ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 ဟုတ်ကဲ့ချက်တယ်ချက်တယ် တောင်ထိပ်ပေါ်မှာကွ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 ာဖယားတယ်စုကွာ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 သူဒီရင်အိုးကွာ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 အိုးဒီအိုးလုံးငန်းကွာ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 ငန်းနေငန်းပဲရင်ကွာ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 ရည်ရင်ကအဲဒီဗျာကွ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 ာဟိတ်ကောင်ဒီဟိတ်ကောကွာ ဩဘလို့ဖြစ်နေတာတော့မင်းကငါသင်ခဲ့တာက ဟုတ်ဗျာ တွန်းနေသိနေရဲ့အတိတရားအညာတစ်ခုဆိုတဲ့တိလာလာတစ်ပုတ်ကိုသင်ခဲ့တာလေကွာမင်းရအခုကျတော့ဘယ်ကတောင်ထိပ်ပေါ်ကဘုရားတွေလျှောက်ကျွနေတာတော့ ကောင်လာ မ ပြော င်းတချင်းဆိုခြင်းနဲ့ဆိုလို့ပြန်ဆိုပါခလုံးတဲ့တငယ်ငယ်ပေးရရရွာအကြောင်းကိုအေးရပြန်ပြီ မြင်မိရင်တတိယနေတဲ့လှုပ်ဆမ်းပါအဲ့ဒါလှုပ်ဆမ်းပါအဲ့ဒါအနှစ် ဟိုကောင်တောင်ထိပ်ပေါ်မှာ တွန်နေသိနေရဲ့အနှစ်မြန်မာဆန်းဆန်းစူစမ်းမှာမြန်မာလူမျိုးဖြစ်ပြီးတော့စူစမ်းမှာအဲ့ဒါကိုငါပြောတဲ့ဟာကိုစူကျင်တာ အော်တောင်ထိပ်ပေါ်မှာ ဟုတ်ဘူးလို့ပြောနေတယ်ဩတောင်ထိပ်ပေါ်မှာမဟုတ်ဘူး ဘာလို့ ခေါင်းလုံးတဲ့မာပါ ခေါင်း မာ လုံး ပါ တဲ့နော် ခေါင်းလုံးနဲ့တညညပြပါလို့ရွာကြောင်းစီ အဲ့ဒါမှမင်းဒီအခြေခံရမှာမင်းကြိုက်တဲ့သချင်းဆိုလို့ရမှာပေါ့ ဗျာဟုတ်ပါပြီဗျာဟုတ်ပါပြီဗျာ ဗျာကျေးဇူးတင်နေနော် ဗျာ တပည့်စူစမ်းမှာစူစမ်းမှာ ဆိုပါပြီဗျာ ငါပြန်လာစစ်မယ် ဟု နော် တ်ပါပြီဗျာခေါင်းလုံးနဲ့တညညပြပါလို့ရွာကြောင်းစီပြင်းမီဟဲ့ကောင်ဒီကဟောပြောဘာဒီတဲ့ပြင်တာတော့ ခေါင်းလုံးတန်လေ ဟုတ်တယ်ငါကွန်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 လောက်ခဲ့တာလေဘာဒီအဲညာ တော တော့ င်ထိပ်ပေါ်မှာ တို့စီတိုးတဲ့တုံနဲ့သွားတာတိုးတဲ့တုံနဲ့မှာရှိတဲ့ဟာလေးတို့ဆိုရမယ်လေ ရှုပ်ပြပဲ တောင်ထိပ်ပေါ်မှာ ဟိုကောင်အဲလို့ပြောတယ် ငါကွန်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 ဆိုကွမ်းလိုက်ကွာ အေးပါ အဲတောင်ထိပ်ပေါ်မှာကွန်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  ချင်းလေးဆိုတယ်ပါဆိုလို့ဆို ကွ ပါ န်ကွန်ကွန်ကွန်စူစီစူ စတဲ့နေလို့ တောင်ထိပ်ပေါ်မှာ တောင်ထိပ်ပေါ်မှာဘာဘရတဲ့စုဘာစူဒီစူ ဟဲ့ကောင်ငါဆိုခိုင်းတဲ့တိလာလာကိုစူစမ်းပါကွာ ခလန်းတဲ့တညညပြပါလို့ဇာကြောင်းတောင်ထိပ်ပေါ်မှာကွာဟဲ့ကောင်လေ မင်းတို့ငါကင်းဆောင်ခိုင်းတာမင်းတို့ကဘာလုပ်နေကြဟမ်ဘာတောင်ထိပ်ပေါ်မှာဘာကွမ်းကွမ်းလဲဘာလဲမင်းကတောင်ထိပ်ပေါ်မှာအစင်းကန်းစမ်းတင်နေတာဟမ်ဘုရားတစုတွေရောဘာတွေရောညုံဖတ်နေတာ မပေါ့ဆိုင်ဒီလိုရှိပါဆိုင်ကျွန်တော်တချင်းဟိုကရန်ဆိုခြင်းလုံးနဲ့တော့ကြောင့်သူတို့တွေကကျွန်တော်တချင်းဆိုသင်ပေးနေရတာပါဆိုင် မင်းက ဟုတ်ကဲ့ဆိုင် မင်းတချင်းလုံးဝမစိုးတာဘူး မဆိုတက်လို့ပါဆိုင်ရဲ့ မင်းက မင်းစစ်သားပိသားချင်းစစ်သားမှန်တချင်းတော့ဆိုရမယ်ကွာ ဗျာ နော်စစ်သားဆိုရင်အမြဲတမ်းမာနေကြအကြောင်းကြီး ဟုတ်ကဲ့ တို့တွေမှာလည်းနှလုံးသားနဲ့ဟုတ်လား ဟုတ်ကဲ့ပါ ဟမ် ဟုတ်ကဲ့ပါဆိုင် ချစ်တတ်တဲ့နှလုံးသားနဲ့တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေနှလုံးသားနဲ့စစ်တာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေကွာ ဟုတ်ကဲ့ပါဆိုင် တချင်းဆိုရမယ်ဆိုတဲ့နဲ့ဒါပေမဲ့တခုတော့ရှိတာပါကွာအခုလိုရှင်းတန်းရောက်နေတဲ့အချိန်မျိုးပါလေတော့ဒီထားပေါ့ ဟုတ်ကဲ့ဆိုင် ပြင်းလို့လွမ်းလို့ဆိုတာဆက်ဆိုလို့ရပါတယ် ဟုတ်ကဲ့ ဒီကောင်လေးတင်ပေးတယ်ဆိုတာဒီကောင်လေးအပေါက်လမ်းတယ်ငါနားတောင်နေလကားပဲ ဟုတ်ကဲ့ တက်ကြကြီးအေးရမဟာဂီတဥပြုံးချိုကြားဦးတယ်မလား အားကြောက်တော့ဆိုင်ရဲ့ ငါနဲ့ဘာမှမတော်ဘူး ဩ တော်လား မတော်ဘူးဆိုပေမဲ့သူ့မီးရဲ့သမက်ကငါအိမ်ဖေးမှာနေတာ နီးစက်တယ်အဲ့ဒါ အဲ့ဟိုနီးစက်တာပဲ မချင်းနဲ့ပတ်သက်လို့နီးစက်တယ် ဟုတ်တယ်နော် ဟုတ်ကဲ့ တို့တမတော်သားတွေဆိုတာပျော်စရာရှိရင်ပုရုဇဉ်လူသားတွေပဲကွာပျော်ခြင်းတယ်လွမ်းစရာရှိရင်လွမ်းခြင်းတယ် ဟုတ်ပါ ငိုစရာရှိရင်ငိုခြင်းတယ် ဟုတ်ပါ ဟောဒီရှေ့တန်းကိုရောက်မှငါတချင်းလေးတစ်ခုရေးထားတယ်ကွာမင်းတို့နားထောင်ခြင်းကစာသားလေးရွတ်ပြ လူစမဆရာကြီး ဆရာဆရာကြီး ရွှေဘိုစီတံမကြားရတယ်တာဝန်လွယ်ကစစ်ကြောင်းထွက်နေပြည်တော်မပြန်နိုင်တဲ့မိခယောက်ျားကိုရဲပါဘယ်စီကိုမျောမှန်းပြီးလွှမ်းရပါနေအောင်မမြင်တဲ့ရိတ်ကြီးတောတောင်ကြားပြည်တော်မပြန်နိုင်တဲ့ကိုရဲပါ
ကိုရဲပါ ဟုတ်တယ်ဘောစာသား ကောင်းလားမဟုတ်ဘူးစာသား ကိုရဲပါအချင်းမတော်ရင်း စာသားကြီး အစားသားတော်ရင်း အေးဟိုဟာရောတို့လိုင်းကမ်းမှာတော့လေဘယ်လိုပဲဆိုင်လေအဲ့မှာတော့ဖွင့်နေတည်ချင်ကွာဘာလဲဟိုစိုင်းကြီးဆိုင်ဆိုတာလား အေးစိုင်းကြီးဆိုင်ရဲ့မင်းခါယောက်ျား